သူအိမ်မှာအလုပ်ရှိသေးတယ်မင်းတို့ထိုးတာပြီးပြီလားပြီးပြီဆိုရင်လည်းထားလိုက်တော့ငါသွားတော့မယ်လို့ပြောပြီးမယ်အခုပြောပြချင်တဲ့အကြောင်းကတော့မိဘတွေသားသမီးတွေကိုထိန်းချောင်းတဲ့အခါမှာကိုသားသမီးစိုးနေလားကောင်းနေလားဆိုတာလေးကိုလည်းအကဲခတ်ပြီးထိန်းချောင်းမှုအကြောင်းအရာလေးကိုကျွန်တော်ပြောပြချင်တာပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ channel မှာမြန်မာလူမျိုးအချင်းချင်းလူငယ်တွေခိုင်ရန်ဒေါသဖြစ်ဖို့အတွက်စိန်ခေါ်တဲ့ပွဲတွေချိန်ပြီးထိုးတဲ့ပွဲတွေစသဖြင့်ပွဲတွေကိုကျွန်တော်မြင်လိုက်ရတယ် Telegram မှာအဲ့ဒီအတွက်ကျွန်တော်ရဲ့ channel လေးမှာတင်ပေးထားပါတယ်ဝင်ရောက်ကြည့်ရှုလို့လည်းရပါတယ်ဆိုတော့ဒီဖြစ်စဉ်လေးမှာကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကလူငယ်2ဦးကအရန်ဖြစ်တယ်ဘေးမှာပတ်ပတ်လဲရနောက်ထပ်လူငယ်9ဦး6ဦးရှိမှာပေါ့ဒါပေမဲ့တကယ်ကိုလက်စွမ်းထက်နေတဲ့အကောင်ကသူ့အိမ်မှာအလုပ်ရှိသေးတယ်မင်းတို့ထိုးတာပြီးပြီလားပြီးပြီဆိုရင်လည်းထားလိုက်တော့ငါသွားတော့မယ်လို့ပြောပြီးမယ်နောက်ထပ်လူငယ်တွေကလုံးဝမရက်ဘူးအောက်ကအထိုးခံနေရတဲ့ကောင်ကလည်းမရက်ဘူးဆိုလိုချင်တာကပြီးလဲပြီးရောဒီလူငယ်အဖွဲ့တွေပါပဲဝိုင်းပြီးတော့မှအိမ်ကိုပြန်မယ်အလုပ်လုပ်အောင်မယ်ဆိုတော့ကလေးကိုဝိုင်းထိုးကြတာပေါ့စသဖြင့်ပေါ့လေပြောချင်တာဒါမိဘတွေအထင်ကိုမရှိလို့မိဘတွေအထင်ကိုလိုနေတယ်တနည်းအားဖြင့်ဒီဗီဒီယိုဖိုင်တွေကိုမိတ်ဆွေတို့ဝင်ကြည့်လို့ရတယ်လူတိုင်းဝင်ကြည့်တင်တယ်အားကြောင့်လဲဆိုတော့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့သားသမီးမောင်နှမတွေများပါနေမလားဆိုပြီးတော့ကျွန်တော်စိုးရင်လို့ပါတကယ်လို့ပါနေတယ်ဆိုလဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလစ်လို့ရှိလို့မရပါဘူးတရားဥပဒေဘောင်တွေကနေရင်ဆိုင်ဖို့အတွက်ကျွန်တော်ဒီဗီဒီယိုကိုချပြတာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်တွေကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel link ကိုအောက်မှာချပေးထားပါမယ်ဒီရဲ့ channel link ကတော့ကျွန်တော် TikTok ပေါ်မှာတင်တဲ့အကြောင်းအရာနဲ့ခိုင်ရန်ဒေါသဖြစ်တဲ့ဟာတွေပဲတင်တာပါအရင်သွေးထွက်တန်ရုပ်အပိုင်းတွေဘာမှမပါပါဘူး channel ရဲ့ link လေးကိုအခုမှချပေးထားပါမယ်နော်